ကျွန်တော်ရဲ့အနည်းငယ်တွေတာမီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဆရာထုတ်အောင်ဆရာပါအနည်းငယ်တွေတာမီမိတ်ဆွေများအတွက်29ရက်6လ2025နေ့လည်းပြော9ရက်10လ2025ဒီတပတ်တာနေပြည်တော်တေတော်ခင်မှာဟောကြားမှာဖြစ်ပါတယ်အဲ့တော့အနည်းငယ်တွေတာမီများအတွက်ဒီဘက်တာကာလတွေမှာကြားတဲ့နမိတ်ကတော့စေရထားဆိုရင်နမိတ်ကြမယ်နော်အဲ့တော့စေထားနမိတ်ချတာဖြစ်တဲ့အတွက်အနည်းငယ်သားမိတွေကဒီလိုကာလမျိုးမှာအလောက်ကိုင်းနဲ့ပတ်သက်လို့တိုက်ခိုင်နေများတာမျိုးတွေအပြိုင်ဆိုင်နေများတာမျိုးတွေဖြစ်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကိုရာအရင်တော့ဗျာဟိုဟာပေါ့လေးလန်လီပါတွေဆွဲနေတယ်ဆိုရင်လူမျိုးတွေဆိုရင်အိုးရမယ်လို့သင်ကြားထားမိမယ်ဒီလိုကာလမျိုးရောက်လာပြီဆိုရင်အဲ့တော့ပြိုင်ဆိုင်လဲပြီးတော့လေးလန်လီဆွဲရတာမျိုးတွေဖြစ်တဲ့ကာလမျိုးဖြစ်ပါတယ်နောက်ပြီးတော့ကိုလုံနေတဲ့လုပ်ငန်းတွေမှာလည်းအပြိုင်ဆိုင်တွေပေါ်တာမျိုးတွေကိုအရင်တော့ကိုတယောက်တည်းလုပ်နေတဲ့လုပ်ငန်းမျိုးတွေကနေလည်းပြီးတော့တခြားလူတွေကဝင်ရောက်လည်းပြီးတော့ပြိုင်ဆိုင်လည်းပြီးတော့ကိုလုပ်ငန်းကိုပြိုင်ဆိုင်တွေလုပ်တာမျိုးတွေလည်းဖြစ်တဲ့ခါလာမျိုးဖြစ်ပါတယ်အဲ့တော့အပြိုင်ဆိုင်တွေကြားထဲကနေပြီးတော့တိုးတက်အောင်မြင်ခြင်းဆိုတဲ့နာမည်မျိုးကြပါတယ်အဲ့တော့အောင်မြင်မယ်ပြိုင်ဆိုင်တွေအားလုံးအောင်မြင်မယ်တိုးတက်အောင်မြင်မယ်အဲ့တော့ပြိုင်လေးဆိုင်တွေကိုကဝမ်းသာမှာငါတော့ဝမ်းသာလိုက်ပြီငါတော့လာပြိုင်နေရပြီဆိုင်နေရပြီငါဝမ်းသာဆရာပဲဘာဖြစ်လဲဆိုတော့အပြိုင်ဆိုင်နေကြမှာကိုကကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့အရာအလုံးကတိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတဲ့နာမည်မျိုးကြပါတယ်နော်အဲ့တော့ဝင်နေဆိုရင်လေကိုယ့်ရဲ့ရုံးထဲမှာဟိုလာလည်းပြိုင်နေတာမျိုးတွေကိုယ်နေရာတူတဲ့လူမျိုးတွေကကိုပြိုင်နေဆိုင်နေတာမျိုးတွေအဲ့လိုမျိုးဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ပြိုင်ဆိုင်နေကြတဲ့ကနေတော့အောင်မြင်တိုးတက်မယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့မိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်လည်းပြီးရောရေခွက်နှစ်ခွက်ဆိုနမိတ်ကြမယ်နော်အဲ့တော့မိသားစုမျိုးသားချင်းနဲ့ပတ်သက်ပြီးရေခွက်နှစ်ခွက်နမိတ်ကြတာဖြစ်တဲ့ဒီလိုခါလာမျိုးမှာမိသားစုဆွေမျိုးသားချင်းနဲ့ပျော်ရွှင်ရတာမျိုးတွေမိသားစုဆွေမျိုးသားချင်းကြောင့်ကိုယ့်ရဲ့အလုပ်ခိုင်းတွေတို့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေတို့စိတ်တွေတို့ပျော်ရွှင်နေရတဲ့ကာလမျိုးလို့ပြောလို့ရပါတယ်မိသားစုရဲ့ချင်းမြတ်တာတွေကိုလည်းကိုယ်တယောက်နဲ့ပိုင်ရနေတယ်ဆိုတဲ့နမိတ်မျိုးလည်းဖြစ်ပါတယ်အဲ့တော့မိသားစုရှိရနေဝူညီတွေတောင်းမယ်နောက်ပြီးတော့မိသားစုရှိရနေအကူအညီတောင်းတာမျိုးတွေမိသားစုတွေရှိရနေပြီးတော့အဆက်အသွယ်ကောင်းနေရအောင်အကူအညီယူတာမျိုးတွေဆိုရင်လုံးတဲ့ကာလမျိုးဖြစ်ပါတယ်နော်အထူးကောင်းမွန်တဲ့ကာလမျိုးဖြစ်ပါတယ်တကယ်ရင်ပေါင်းနေမိတ်ဆွေနဲ့ပတ်သက်လည်းပြီးတော့မေရိုကြီးဆိုနမိတ်ချပါနော်အဲ့တော့မေရိုကြီးနမိတ်ချတာဖြစ်တဲ့တကယ်ရင်ပေါင်းနေမိတ်ဆွေနဲ့ပတ်သက်လည်းပြီးဒီလိုကာလမျိုးမှာကိုယ့်ပေါ်မှာကောင်းတဲ့တကယ်ရင်တွေလည်းအများကြီးရစရာရှိတယ်လို့မကောင်းတဲ့မိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေနဲ့လည်းတွေ့ကြုံရရှိအဲ့တော့ဥပမာဥဘေးနာမှာရှိနေတဲ့လူတွေကကောင်းတဲ့လူလားမကောင်းတဲ့လူလားကိုဒီလိုခါလာမျိုးမှာခွဲခြားသိလာမယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့ဥပမာကောင်းတဲ့လူနဲ့မကောင်းတဲ့လူကိုဒီလိုခါလာမျိုးမှာခွဲခြားသိလာမယ်နာမည်မျိုးဖြစ်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်လည်းပြီးရောနေမင်းဆိုတဲ့နာမည်ကြပါနော်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးဒီလိုခါလာမျိုးမှာအရင်တော့ကဟိုရစရာရှိတဲ့အကျွေးတွေဒီလိုခါလာမျိုးမှာဆုံးရှုံးရတာမျိုးတွေဖြစ်တယ်ပါတယ်နော်ငွေချင်းနဲ့ပတ်သက်လည်းပြီးရောဆုံးရှုံးရတာမျိုးတွေနစ်နာရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်နော်ဖြစ်မယ်လို့ပြောတာမဟုတ်ပါဘူးဖြစ်တတ်ပါတယ်ငွေဆုံးရှုံးရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့ချမ်းမာရေးကိုအကြောင်းပြုလည်းပြီးရောငွေဆုံးရှုံးရတာမျိုးလည်းဖြစ်တတ်ပါတယ်ငွေကုန်ချင်းချများတာမျိုးလည်းဖြစ်တတ်ပါတယ်ဘာမဟုတ်တဲ့ခိစ္စလေးတွေနဲ့လည်းငွေကုန်ချင်းချများတတ်ပါတယ်ဒီလိုကာလမျိုးမှာအမှုခင်းနေပါနေမဖြစ်အောင်နေပါဖြစ်လို့ရှိရင်ပတ်စံတော်ကုန်တတ်ပါတယ်ငွေကုန်ချင်းချအလွန်နေရများတတ်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့အမှုတွေပိုင်းလည်းရှုံးတတ်ပါတယ်အဲ့တော့ဒီလိုကာလမျိုးမှာအကျွေးတွေပိုင်းလည်းတင်တတ်ပါတယ်အထူးခရူးဆိုင်ရမယ်ကာလဖြစ်ပါတယ်အဲ့တော့ဘယ်ကိစ္စမဆိုကျွန်တော်ဗီဒီပညာမှာကောင်းတာနဲ့ဆိုတာရှိတယ်အဲ့တော့စိုးနေလို့လည်းစိတ်နဲ့မချနဲ့ဘူးအချိန်ကျပြန်ကောင်းလာပါလိမ့်မယ်အဲ့တော့ကျွန်တော်အစိုးရလိုက်တော့မဟောချင်ပါဘူးဒါပေမဲ့ဖြစ်တတ်တဲ့အရာလေးပေါ့အဲ့တော့ဟိုတတိထားမယ်အရာလေးတွေအဲ့တော့အမှုခင်းမဖြစ်အောင်နေမယ်ငွေလေးမဆုံးရှုံးအောင်အများမချီဘူးမငားဘူးမလုံးဘူးဗျာမချီဘူးမငားဘူးပေါ့အာမခံနေမလုပ်ဘူးအဲ့လိုမျိုးလေးနေမယ်ဆိုရင်တော့အထူးကောင်းမွန်တဲ့ကာလလို့ပြောလို့ရပါတယ်အဲ့လိုမလုပ်ဟိုဒါတတိထားမယ်အရာလေးတွေကျွန်တော်ပြောပြရဖြစ်ပါတယ်ကဲနောက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်လိုက်ပြီးရောရှင်သန်ထမြောက်ခြင်းဆိုတဲ့နမိတ်ကြပါတယ်နော်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးရှင်သန်ထမြောက်ခြင်းနမိတ်ကြတာဖြစ်တဲ့အတွက်ဒီလိုခါလာမျိုးမှာကိုကတော့ကျမ်းမာရေးကောင်းနေမှသိချပါတယ်
အဲ့တော့အရင်တော့ဟိုရမိုင်ညံ့နေတဲ့လူမျိုးတွေဆေးတွေဆေးခဲဆေးရုံဝတ်ပြနေတယ်ဒါပေမဲ့ဆေးရဲဆေးရုံဝတ်ပြလဲကျမ်းမာရေးနဲ့ပတ်သက်ပြီးထူးထူးခြားခြားတိတိတတ်တာမတိုးတက်ဘူးလို့ခံစားနေရတဲ့လူမျိုးတွေဆိုရင်ဒီလိုကလည်းကျမ်းမာရေးပြန်ပြီးတော့ကောင်းမွန်လာမယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်ပြီးတော့ထူးထူးခြားခြားစိုးစိုးဝါးသိမ့်မရှိပါဘူးကဲနောက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဖုန်းကြီးဆိုတဲ့နာမည်ချမယ်နော်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဖုန်းကြီးနာမည်ချတာဖြစ်တယ်ဒီလိုကနာမည်မှာပညာရေးနဲ့ပတ်သက်ပြီးတော့ဘာလိုက်တရားမြင်မြတ်လုပ်ပေးပါမယ်နော်ခွင့်ရေးတည်တည်ခွင့်လန်းတည်တည်လည်းရပါမယ်အဲ့တော့ကိစ္စနှစ်ခုပညာရေးနဲ့ပတ်သက်ပြီးကိစ္စနှစ်ခုလည်းအောင်မြင်စရာရှိပါတယ်ကိုစူးစမ်းထားတဲ့ပညာရေးနဲ့ပတ်သက်တဲ့အရာတွေလည်းအောင်မြင်စရာလေးတွေရှိပါတယ်ဆိုတဲ့နာမည်မျိုးကြပါတယ်အဲ့တော့အချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့လာမင်းစန္ဒဆိုတဲ့နာမည်ကြတယ်နော်လာမင်းစန္ဒနာမည်ကြတာပြဒီလိုကလာမျိုးကိုအိမ်တော်ဘက်နဲ့ကိုနဲ့ကြမှာရံမဖြစ်တာစကားမများတာအထူးကောင်းမွန်တဲ့ကာလလို့ပြောပါတယ်အဲ့တော့အဲ့လိုမျိုးတွေရံမဖြစ်တဲ့စကားတွေမများနဲ့ပေါ့ဗျာအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုတွေအိမ်တော်ကြီးတွေအစိပ်ပြေးနေတဲ့ဟာကိုမနာလိုတဲ့လူတွေမရှုစိတ်တဲ့လူတွေရှိတတ်တယ်ဆိုရင်နာမည်မျိုးဖြစ်ပါတယ်နော်ဒီတော့ကလာမျိုးမှာကံကောင်းစေတဲ့အယောင်တွေကတော့အပြာရောင်တို့အစိမ်းရောင်တို့ဟာကံကောင်းစေတဲ့အယောင်တွေဖြစ်ပြီးကံကောင်းစေတဲ့ခန္ဓာတွေကတော့တိတ်ခန္ဓာတို့လေးခန္ဓာတို့ဟာကံကောင်းစေတဲ့ခန္ဓာတွေဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရမင်းကိုတောက်တော်ရင်သုံးဝက်ကတ်လူပေးခြင်းအားဖြင့်ကံကောင်းမှုပျော်ရွှင်မှုချမ်းသာမှုတွေလည်းရရှိလာပါလိမ့်မယ်ကျွန်တော်ရဲ့တန်ငွေနဲ့တိုင်းမိတ်ဆွေများအားလုံးကံကောင်းမှုပျော်ရွှင်မှုချမ်းသာမှုတွေကိုအစင်ထာဝရပိုင်ဆိုင်နေကြပါစေကျွန်တော်တို့ဆရာထုတ်အောင်ခဲ့ရပါ